အားလုံးပဲမင်္ဂလာပါ Blogger Mix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Okay ဒီကနေ့မှာကတော့ကျွန်တော်အမြဲတမ်း sharing လုပ်ပေးနေကြဖြစ်တဲ့ campaign တွေအကြောင်းကိုsharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ campaign ကတော့ဘာ campaign လဲဆိုတော့ကျွန်တော်တို့ Bybit ပေါ်မှာ Honda Beat Cycle reward ဖောက်ပေးနေရပါတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လို join ရမလဲပြီးတော့ဘယ်လိုမျိုးယူရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာလာပြောပြပေးတာဖြစ်ပါတယ်ဒီ campaign မှာက Honda Beat Cycle အပြင်တခြားကျွန်တော်တို့ USDT reward တွေလည်းပါတယ်ပေါ့နော်ဒီ campaign ကကျွန်တော်တို့ Spring Week လှည့်ရမှာပြီးတော့ဘလာမပါ cancel မဲဆိုတော့ကျွန်တော်တို့အတွက်reward တွေပေါက်နိုင်တဲ့ chance များတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ campaign လေးကို sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်ကျွန်တော်ဖုန်းထဲမှာအရင်ဆုံးပြသွားမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လာပြီးတော့ request လုပ်တဲ့လူတွေများတယ်ပေါ့နော်ပုံမှန် laptop user တွေနဲ့ဖုန်းနဲ့သုံးတဲ့ user တွေနဲ့ဆိုရင်ဖုန်းနဲ့သုံးတဲ့သူတွေကပိုများတဲ့အတွက်ကျွန်တော်ဖုန်းထဲမှာလွယ်လွယ်ကူကူနဲ့ကြည့်လို့ရအောင် laptop မှာမြင်ရတဲ့ပုံစံနဲ့ကျွန်တော်ဖုန်းထဲမှာမြင်ရတဲ့ပုံစံတွေကကွာတယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးဖုန်းထဲမှာပြပေးပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့အရင်ဦးဆုံး Bybit ထဲကိုဝင်လိုက်မယ်ဝင်ပြီးသွားတဲ့အခါမှာကျွန်တော်အခုဒီ video ရဲ့ description မှာကျွန်တော် campaign link ထည့်ထားတယ်ပေါ့နော် campaign announcement link လည်းထည့်ထားတယ် campaign တွေကိုတိုက်ရိုက်ဝင်လို့ရမယ့် link လည်းကျွန်တော်ထည့်ပေးထားပါတယ်Okay ဒါဆိုရင်ကျွန်တော်တို့ဒီ link ကိုနှိပ်ပြီးတော့ကျွန်တော်တို့ campaign တွေကိုသွားလို့ရတယ်အဲ့လိုမသွားခြင်းတဲ့သူတွေအတွက်ကလည်းအခုကျွန်တော်တို့ရောက်နေနေရကနေအပေါ်လေးကိုဆွဲလိုက်ပါတော့ဆွဲပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နောက်ထပ် page တစ်ခုရောက်သွားလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ event ရှိမယ် live stream ရှိမယ် news ရှိမယ်ဆိုတာပေါ်လိမ့်မယ်အဲ့ထဲမှာကျွန်တော်တို့ event တွေကိုသွားမယ်သွားပြီးတော့ကျွန်တော်နည်းနည်းအောက်လေးဆွဲချလိုက်မယ်ဆိုရင်ဒီမှာဆိုရင် Honda Beat ပေါ့နော်ကျွန်တော်ပြောတဲ့ campaign လေးတွေ့နေရပြီဖြစ်ပါတယ်ဒီထဲကိုနှိပ်လိုက်နှိပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ announcement page တွေကိုရောက်သွားပြီပေါ့နော်ဒီ announcement page ထဲမှာကဒီ campaign မှာဘယ်လိုပါဝင်ရမလဲဆိုတာတွေရှင်းပြထားတဲ့ page ပေါ့နော်အဲ့တော့ကျွန်တော်ဒီ campaign မှာဘယ်လိုပါဝင်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ် Okay အရင်ဦးဆုံးပေါ့နော်ဒီ campaign မှာဘာတွေပါဝင်မှာလဲဆိုတော့ Honda Beat ဆိုင်ငယ်ပါမယ်ပြီးတော့ USDT airdrop တွေပါမယ်ပြီးတော့ lucky draw လုပ်ရမယ်ပေါ့နော်ဒီ item တွေဒီ reward တွေရဖို့အတွက် lucky draw ကနေပြီးတော့ယူလို့ရတယ်ပေါ့အဲ့ lucky draw ကိုဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ပြောပြပါမယ် lucky draw က 100% win chance ရှိရပေါ့နော်100% win chance ဆိုတာကတော့ကျွန်တော်တို့ ticket ရတယ် ticket ရပြီးကျွန်တော်တို့spring week လှည့်ပြီးတော့ကျွန်တော်တို့ဒီထဲမှာဘလာမပါတဲ့ cancel မဲ့တွေပါပါတယ်အဲ့တော့ဒီ campaign မှာ join နေဆိုတာနဲ့ကျွန်တော်တို့ reward ကတော့ရမှာကျင်းသေးပါတယ် event ကတော့ January 31 ရက်နေ့ထိဆိုတော့ဒီနေ့ကနေစမယ်ဆိုရင်မှီပါသေးတယ်အခုဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာ January 31 ရက်နေ့မရောက်သေးဘူးဆိုရင်တော့ဒီ campaign ကို join လို့ရပါသေးတယ်Okay ဒါဆိုရင်ဘယ်လို join ရမလဲဆိုတော့အရင်ဦးဆုံးပေါ့နော် Bybit account မရှိတဲ့သူတွေ Bybit account အခုမှစဖွင့်မယ်လို့စိတ်ကူးထားတဲ့သူတွေအနေနဲ့ကဒီ campaign မှာပါဝင်ဖို့အတွက်လုံးဝကို chance လည်းအများကြီးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ပုံမှန် user နဲ့ရှင်မယ်ဆိုရင် Bybit account စဖွင့်မယ်သူကပေါ့နော်အခုလိုမျိုး event တွေနဲ့အများကြီးကြုံနေတဲ့အတွက် reward တွေများများရနိုင်တယ်ပေါ့နော်အဲ့တော့ Bybit account ဖွင့်ဖို့အတွက်Bybit account မရှိသေးတဲ့သူတွေကဒီဗီဒီယိုရဲ့ description မှာ account ဖွင့်ဖို့အတွက် affiliate link တွေကျွန်တော်ချထားပေးပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ account ဖွင့်လို့ရပါတယ် account ဖွင့်နေမသိဘူးဆိုရင်လည်းကျွန်တော်တို့ Blogger Mix community crypto group ထဲမှာလာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်အမြဲတမ်းရှိပါတယ် Okay ဒါဆိုရင် verification အောင်သွားတာနဲ့ကျွန်တော်တို့ lucky draw နှစ်ဆောင်ရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့ account တွေကိုအရင်ဆုံး first deposit လုပ်ပေးရမယ် first deposit ကဘယ်လိုမျိုးလုပ်ပေးရမှာမလဲဆိုတော့P2P ကနေလုပ်လို့လည်းရတယ်ကျွန်တော်တို့ on chain ကနေပြီးတော့ကိုယ့်ရဲ့ Bybit account တွေကိုပတ်စံထည့်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာရေးထားတာကတော့ more than 50ဆိုတော့ကျွန်တော်တို့15ကျပ်နဲ့အထက်တော့ကျွန်တော်တို့ရဲ့ account တွေကိုထည့်ဖို့လိုတယ်အဲ့တော့16ကျပ်18ကျပ်ဆိုတဲ့အဆင်ပြေရပေါ့နော်ဒါ16ကျပ်18ကျပ်ကျွန်တော်တို့ P2P မှာအယောင်းဝယ်လုပ်တဲ့တာဖြစ်ဖြစ် on chain ကနေ deposit လုပ်တဲ့တာဖြစ်ဖြစ်ထည့်လို့ရပါတယ်ဒီနေရာမှာပေါ့နော်ကိုယ့်ရဲ့ account တွေကိုပတ်စံထည့်နည်းမသိဘူးပတ်စံဘယ်လိုထည့်ရမလဲမသိဘူးဆိုရင်အခုဒီဗီဒီယိုကို YouTube မှာကြည့်နေရဆိုရင်တော့ညာဘက်တောက်မှာဗီဒီယို link လေးပေါ်နေပါလိမ့်မယ်အဲ့ link ကနေတွားကြည့်လို့ရပါတယ်ကျွန်တော် Bybit ပေါ်မှာ P2P အခြေခံကနေပြီးတော့ဘယ်လိုမျိုးကိုယ့်ရဲ့ account တွေကို deposit လုပ်ရမလဲ P2P ဘယ်လိုမျိုးသုံးရမလဲဆိုတာကိုရှင်းပြထားပါတယ် step by step နဲ့ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ account တွေကို first deposit ကိုယ့်ရဲ့ account တွေကိုပတ်စံထည့်လို့ရပါတယ် Okay ဒီပတ်စံထည့်ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ lucky draw 2ဆောင်ထပ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီမှာ total 4ဆောင်ရှိနေပြီနောက်ထပ် test 3အနေနဲ့ကတော့ကျွန်တော်တို့ account တွေကိုပတ်စံထည့်တာဒေါ်လာ100ပြည့်သွားမယ်ဆိုရင်နောက်ထပ် lucky draw 3ဆောင်ထည့်ရမယ်ပေါ့နော်နောက်ပြီးရင်တော့ကျွန်တော်တို့ထည့်ထားတဲ့ deposit တွေနဲ့spot မှာပဲဖြစ်ဖြစ် future မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတော့ future လည်းပါတယ် spot မှာဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ100အထက် trade ပေးမယ်ဆိုရင် lucky draw တစ်ဆောင်ထည့်ရမှာဖြစ်ပါတယ် spot မှာ trade တယ်ဆိုတာကတကယ်တမ်းကကျွန်တော်တို့ volume ပဲပေါ့နော်ကိုကဒေါ်လာ100ပေါ့ coin တစ်ခုကိုဝယ်လိုက်တယ်ဖြစ်စေရောင်းလိုက်တယ်ဖြစ်စေကျွန်တော်တို့ lucky draw ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုကြိုက်တဲ့ coin ကိုဒေါ်လာ100ကိုဝယ်ပြီးပြန်ရောင်းဒါမှမဟုတ်ကျွန်တော်တို့ဝယ်ထားပြီးတော့စုထားလဲရတယ်ဘယ်လိုလုပ်လို့ရတယ်ပေါ့နော်ဒေါ်လာ100ပြည့်တာနဲ့ lucky draw တစ်ဆောင်ရမှာဖြစ်ပါတယ် test 5အနေနဲ့ကတော့ trade on future ဆိုတော့ကျွန်တော်တို့ future မှာသွား trade ပေးရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကအခုမှစမဲ့ beginner တွေအခုမှစပြီးတော့
account ဖွင့်မဲ့သူတွေအနေနဲ့ကကျွန်တော် future trading ကိုတော့တိတ်ပြီးတော့အားမပေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ future trading မှာကအခုမှစမဲ့သူတွေအနေနဲ့ကနည်းနည်း risk များတယ်ပြီးတော့မသိတာတွေလည်းရှိနိုင်သေးတယ်ပေါ့နော်အဲ့တော့အခုမှ account စဖွင့်မဲ့သူတွေကတော့ဒီ test 4လောက်နဲ့တော်တော်လေး ticket တွေလည်းအများကြီးရနေပြီလုံလောက်ပါပြီဘာဖြစ်လို့ဆိုတော့ future trade မယ်ဆိုရင်ကျွန်တော်တို့စားတွေပါမယ်ကြော့တာလောင်းတာတွေကကျွန်တော်တို့ spot နဲ့မတူဘူးပေါ့နော်ကိုယ့်ရဲ့ပတ်စံကခဏလေးတွင်ချင်းမိနစ်ပိုင်းတွင်ချင်းပျောက်သွားရင်လည်းပျောက်သွားနိုင်တယ်ဒေါ်လာ100နေပြီးတော့ကျွန်တော်တို့ဒေါ်လာ1000လည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုကဒီအကြောင်းအရာကိုဘာမှမသိသေးဘဲနဲ့မစပါနဲ့အဲ့တော့ဒီ test 5ကိုလုံးမဲ့သူတွေအနေနဲ့ကတော့ကျွန်တော်တို့ future trading အကြောင်းကိုနားလည်တဲ့သူတွေအနေနဲ့ကတော့ပါဝင်လို့ရပါတယ်ဘာမှမသိသေးတဲ့သူတွေအနေနဲ့ကတော့မပါဝင်ပါနဲ့ဘာဖြစ်လို့ဆိုတော့ကိုရမဲ့ reward နဲ့ဆုံးရှုံးတဲ့ပမာဏတွေကမမျှပဲဖြစ်နေလိမ့်မယ်ပေါ့နော်ဘာမှမသိသေးဘူးဆိုရင်တော့မလုပ်ပါသေးနဲ့ကျွန်တော်တို့ group ထဲမှာလာအောင်မေးမြန်းလို့ရပါတယ်ပြီးတော့ကျွန်တော်တင်ထားတဲ့ video တွေလည်းတွားကြည့်ပြီးတော့ future trade ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းကြည့်လို့ရပါတယ်ဒီမှာဆိုရင် future trade မဲ့သူတွေအနေနဲ့ကတော့ဒေါ်လာ100ဘို့ volume ရှိတယ်ဆိုရင် ticket တွေရမယ်ဒါပေမဲ့ဒီဒေါ်လာ100ဘို့အပြင်ဒီနောက်ထပ်ပေါ့နော် trading volume များလေticket တွေများရလေပေါ့နော်သူကတော့ပြောထားတာ24 ကတ်ထိအများဆုံးရနိုင်တယ်ဆိုတော့ကျွန်တော်တို့တွေဒေါ်လာ100ဒါမှမဟုတ်ဒေါ်လာ1000ဒေါ်လာ1000ထိလုံးမယ်ဆိုရင် ticket တွေဘယ်လောက်ရမယ်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့အများဆုံးကတော့24ကတ်ထိရမယ်လို့သူကရေးထားတယ်ပေါ့နော် ticket တွေရပြီဆိုရင်ဘာဆက်လုပ်ရမလဲဆိုတော့ရှေ့မှာပေါ့နော်သူတို့ကြေညာထားတဲ့အတိုင်း Honda Beat Cycle ရမယ်ဒါမှမဟုတ်ကျွန်တော်တို့ up to 100 USDT ဒေါ်လာ100အထိစုမဲတွေပါနိုင်တယ်ပေါ့နော် Honda Beat Cycle အပြင်ဒေါ်လာ100အထိကန်ဆယ်မဲတွေပါတယ်ဆိုတဲ့သဘောပေါ့အဲ့တော့ကျွန်တော်တို့ spring wheel လှည့်ဖို့အတွက်ကိုကျွန်တော်တို့ ticket တွေစုပြီးတော့ကျွန်တော် spring wheel သွားလှည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာပြောချင်တာကကျွန်တော်ရဲ့ account က user မဟုတ်ဘူးပေါ့နော် account ဖွင့်ပြီးသားကြီးဆိုတော့ကျွန်တော်ပြမယ်နော်ဒီ complete test and reward hub ကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်မှာကဒီမှာဆိုရင်ဒီ campaign နဲ့ပတ်သက်တဲ့ဟာပေါ်မနေဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က account အဟောင်းမလို့ပေါ့နော်ဒီကျွန်တော်ကအခုမှစဖွင့်တဲ့အတူမဟုတ်ဘူးအရင်ကတည်းကဖွင့်ထားတဲ့သူပြီးတော့ deposit တွေပါတယ်လုံးလို့မရဘူးပေါ့နော်ကျွန်တော်က account အဟောင်းဆိုတော့အဲ့တော့ဒီနေရာမှာပြောချင်တာက account တစ်ပေါ့နော်အခုမှ Bybit account စဖွင့်မဲ့သူတွေ Bybit account မရှိသေးတဲ့သူတွေဒီ video ကိုကြည့်နေရဆိုရင်တော့လုံးဝ chance တစ်ခုပါပဲအဲ့တော့ဒီ campaign ကို join ဖို့အတွက်31ရက်နေ့မတိုင်ခင် account ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာ reward တွေယူလို့ရတယ်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တစ်ခါတည်းပြချင်တာကaccount အသစ်ဖွင့်ထားတဲ့သူတွေကဘယ်လိုမြင်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့မသိပဲဖြစ်နေမှာဆိုလို့ okay ဒါဆိုရင်ကျွန်တော်ဖုန်းထဲမှာတော့မပေါ်ဘူးအဲ့တော့ကျွန်တော် laptop ကနေတစ်ဆင့်ပြပေးမယ် laptop မှာဆိုရင်ကျွန်တော်တို့ဆွမ်းနာဖုန်းထဲကအတိုင်းပဲကျွန်တော်တို့ဒီ announcement page ထဲမှာရောက်နေမယ်ပြီးတော့ကျွန်တော်တို့ complete test and reward hub ဆိုတာလေးကိုနှိပ်လိုက်ကျွန်တော်နှိပ်လိုက်တဲ့အခါမှာကျွန်တော် reward hub ထဲကိုရောက်လာမယ်ရောက်လာပြီးဆွမ်းနာကျွန်တော် account ဖွင့်ပြီးသားတဲ့မှာမပေါ်နေတဲ့ test တွေပေါ်လာပြီဖြစ်ပါတယ်ဒါဆိုရင်အခုမှ account စဖွင့်မဲ့သူတွေပေါ်မဲ့ test တွေပေါ့နော်ဒီမှာဆိုရင် complete identity verification အောင်မယ်ဆိုရင်ကျွန်တော်တို့$20 USDT တဲ့ရမယ်ပေါ့နော်ပြီးတော့ကျွန်တော် ticket လည်းရမယ်ပေါ့နော်ဒီမှာ verify now ဆိုပြီးတော့ကျွန်တော်တို့ account ဖွင့်လိုက်ရုံပဲပြီးတော့ကျွန်တော်တို့ဒီမှာဆွမ်းနာကျွန်တော်ပြောခဲ့သလိုပဲ deposit $100လုပ်ပေးရမယ်ပြီးရဲ့အခါမှာဒေါ်လာ100ဘို့ trade ပေးရမယ်ပေါ့နော်ကျွန်တော် deposit လုပ်ထားတဲ့ဒေါ်လာ100နဲ့ trade ပေးရမယ်ဒီ trade တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာ 100% ပြည့်သွားကျွန်တော် ticket တွေ claim လို့ရတယ်ပေါ့နော်ဒီနောက်ဆုံးပိတ်က future trading ဖြစ်မယ်ဒါကတော့ဒေါ်လာ100ကနေပြီးတော့ဒေါ်လာ3000လောက်ထိကို trade ပေါ့နော် trade ပြီးတော့ကျွန်တော် ticket တွေ claim လို့ရပါတယ်အဲ့တော့ဒီ ticket တွေရပြီဆိုတော့ကျွန်တော်တို့ spring wheel လှည့်လို့ရရဖြစ်ပါတယ်ကျွန်တော်ကတော့ account ဖွင့်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာဆက်ပြီးတော့ပြလို့မရဘူးပေါ့နော် okay ဒါဆိုရင်ကျွန်တော်နောက်ဆုံးပိတ်အနေနဲ့ summarize ပြန်ပြောရမယ်ဆိုရင် Bybit account မရှိသေးတဲ့သူတွေဒီ campaign မှာပါဝင်လို့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ account တွေကို first deposit ကျွန်တော်တို့ account တွေကိုပတ်စံမထည့်ရသေးတဲ့သူတွေအနေနဲ့ကဒီ campaign မှာပါဝင်လို့ရပါတယ် okay ပထမဆုံးအနေနဲ့ကကျွန်တော်တို့ Bybit account ဖွင့်မယ် identity verification တင်မယ်ပြီးတဲ့အခါမှာကျွန်တော်တို့ ticket ကလေးမယ် deposit $100ဘို့လုပ်မယ်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ ticket ရမယ်ဒီ$100နဲ့ပဲထပ်ပြီးတော့ကျွန်တော်တို့ spot မှာ trading လုပ်မယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ် ticket တွေထပ်ရမယ်အဲ့တရားနဲ့ပဲကျွန်တော်တို့ future trading လုပ်တတ်တဲ့သူတွေ future trading အကြောင်းနားလည်တဲ့သူတွေအနေနဲ့ကတော့ဆက်ပြီးတော့ future trade မယ်ဆိုရင်ကျွန်တော်တို့ ticket တွေဒီထက်ပိုရမယ်ပေါ့နော်ဒါကတော့ future trading ကတော့ volume များရင်များသလိုသူက ticket ပေးမယ်လို့ပြောထားတာဖြစ်တဲ့အတွက် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ video ကဒီလောက်ပါပဲဒီ campaign မှာပါဝင်မယ်ဆိုရင်အရှုံးလည်းမရှိပါဘူးကျွန်တော်တို့အမြတ်တွေပဲရမှာပါအဲ့တော့အရှုံးရှိမယ်ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးပိတ်က future trading အကြောင်းနားမလည်တဲ့သူတွေအခုမှစမဲ့သူတွေအနေနဲ့ကတော့အရှုံးရှိနိုင်တယ်ပေါ့နော် future trading သွားလုပ်မယ်ဆိုရင်အဲ့အကြောင်းကျွန်တော်အစကတည်းက future trading ကိုဘာမှနားမလည်ဘူးဆိုရင်မလုပ်သေးနဲ့အောင်ပြောရပါအဲ့တော့ဒီ campaign မှာပါဝင်မယ်ဆိုရင်တော့အရှုံးတော့မရှိဘူးပေါ့နော်ကျွန်တော်တို့အမြတ်တွေပဲရမယ်ပြီးတော့ကျွန်တော်တို့ဒီ reward တွေကံကောင်းတယ်ဆိုရင်ကျွန်တော်တို့ Honda Beat Cycle နဲ့
Honda Beat ဆိုင်ကယ်လည်းပေါက်မယ်ပေါ့နော် Honda Beat ဆိုင်ကယ်ကိုလည်းကျွန်တော်တို့ပို့ပေးလို့ရတဲ့နေရာဆိုပို့ပေးလောက်တယ်ပို့ပေးလို့မရတဲ့နေရာတွေဆိုရင်တော့ Honda Beat ဆိုင်ကယ်ရဲ့တန်ဖိုးနဲ့အညီကျွန်တော်တို့ရဲ့ဘိုင်ဘစ်အကောင့်တွေကိုငွေသားအနေနဲ့ပေါ့နော်ပတ်စံထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ campaign မှာပါဝင်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ကိုလူတွေလည်းရသေးခြင်းလို့ပါ Okay ကျွန်တော်ကတော့အကောင့်ဖွင့်ပြီးသားဖြစ်တဲ့အတွက်ပါဝင်လို့မရဘူးပေါ့နော်အဲ့တော့နည်းနည်းတော့နာသွားတယ်ဒီလိုမျိုး campaign တွေလာတဲ့အချိန်မှာအကောင့်ဖွင့်တာပို့ပြီးတော့ကျွန်တော်တို့အတွက် reward တွေအများကြီးရတယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့အကောင့်ဖွင့်လိုက်မယ်ဆိုရင်ဘာမှမရတာများတယ်ပေါ့နော်ဒီလိုမျိုး campaign လာတဲ့အချိန်တွေမှာတော့အကောင့်ဖွင့်တဲ့သူတွေကပို့ပြီးတော့ကျွန်တော်တို့ reward တွေများများရနိုင်တယ်ပြီးတော့ chance တွေလည်းအများကြီးရှိတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ verification တင်တဲ့နေရာမှာဖြစ်ဖြစ် deposit လုပ်တဲ့နေရာမှာဖြစ်ဖြစ် future trade တဲ့နေရာ spot trade တဲ့နေရာမှာဖြစ်ဖြစ်အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်ကျွန်တော်တို့ရဲ့ blog Burmese crypto community မှာလာရောက်အကူအညီတောင်းလို့ရပါတယ်ကျွန်တော်လည်းအမြဲတမ်း group ထဲမှာရှိပါတယ်ကျွန်တော်တို့မသိတာရှိရင်တစ်ခုခုလာမေးလို့ရတယ်ပေါ့နော် Okay ဒါဆိုရင်တော့နောက် video မှာပြန်တွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါသည်ခင်ဗျာ